ဒီနေ့တင်ပေးတဲ့ဗီဒီယိုလေးကတော့စိန်ထည့်နည်းလေးပဲဖြစ်ပါတယ်စိန်ဖြစ်ဖို့ဆိုရင်တော့ mobile legend နဲ့ဝင်ဒီမှာ user ID ထည့် ID ထည့်ပြီးဒီမှာကိုလိုချင်တဲ့ဟာလေးကိုနှိပ်ပြီးတော့ဒါမှကိုထည့်ပေးခြင်းတဲ့ package လေးကိုနှိပ်ပြီးတော့ဒီမှာကျွန်တော်တို့ smile 1ပဲတောင်းတယ် smile coin ပဲတောင်းတယ် smile coin နှိပ်ပြီးတော့ဒီမှာကိုပိုင်တော့နှိပ်လိုက်ရပြီပေါ့နော်ဒါတော့ mobile legend PUBG ဆိုလဲတူတူပဲ PUBG ဆိုလဲဒီမှာရှာမသိဘူး PUBG mobile ဒီမှာကိုလိုချင်တဲ့ UC အမောင်းနဲ့ထည့်ပြီးဒီမှာကျွန်တော် smile coin မှာတောင်းတယ် smile coin တော့တောင်းတယ်ပေါ့နော်ဒီပိုင်တော့နေလိုက်ရပြီ HOK လဲထုံနေတူပဲ HOK လဲ HOK လဲကိုလိုချင်တဲ့ token ကြီးတော့ကိုနေပြီးဒီမှာ smile coin နဲ့ရှင်းလိုက်ရ smile coin ထည့်နေရတော့ mobile နဲ့ထည့်နေရတော့နောက်တစ်ပုတ်ဗီဒီယိုနောက်တစ်ပုတ်ထပ်လုပ်ပြီးပါနော်